ကောင်းကင်ဘုံမှာအစေခံရတာတဲ့ငရဲမှာအုတ်ချုပ်ရတာကပုံမြတ်တယ်တဲ့ဒါပေမဲ့ तू မသိတာက तू ကိုယ်တိုင်ကလည်းငရဲမှာအပြစ်ပေးခံရမယ်အပြစ်သားတယောက်လူစီဖာဆိုတာကကျမ်းစာထဲနေရှိတာမဟုတ်ဘူးဗျခင်ဗျားတို့ရဲ့မသိစိတ်ထဲမှာလည်းရှိနေတယ်ဒါကိုပေါ်လွင်စေခြင်းလို့နာမည်ကျော်အမေရိကန်စိတ်ပညာရှင်ဖိလစ်ဇင်ဘာဒိုကသူ့ရဲ့ theory ကို The Lucifer Effect လို့နာမည်ပေးခဲ့တာအခြေအနေနဲ့စနစ်ကသာဖန်တီးပေးရင်လူကောင်းတယောက်ကနေနတ်ဆိုးဖြစ်ပြောင်းလဲလာနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲဇင်မာတို့ကမကောင်းမှုတစ်ခုဖြစ်ပေါ်လာပုံကိုအစစ်30နဲ့ရှင်းပြထားလူပုဂ္ဂိုလ်ကိုယ်တိုင်ကပင်ကိုအားပြစ်ကိုစိုးသွမ်းလို့ဒါမှမဟုတ်ရင်စိတ်ပိုင်းဆိုင်ရာအားနည်းချက်ရှိနေလို့လူဆိုးဖြစ်ရတာမျိုးလည်းဖြစ်နိုင်ဒါပေမဲ့အဲ့ဒီလူကပင်ကိုအားပြစ်လူကောင်းတယောက်ဖြစ်တယ်ဆိုရင်တော့မှသူ့ကိုစိုးသွမ်းစေလောက်တဲ့အခြေအနေမျိုးဖန်တီးပေးလိုက်ရင်လူဆိုးဖြစ်သွားတယ်အဲ့ဒီအခြေအနေကိုဖန်တီးပေးတဲ့စနစ်ကလူတွေကိုလူဆိုးဖြစ်စေတဲ့အဓိကတရားခံမဲ့လို့သူကယူဆဒါကိုတက်တည်ပြဖို့အတွက်1982ခုနှစ်မှာ The Stanford Prison Experiment လို့နာမည်ပေးထားတဲ့နာမည်ကျော်စမ်းသပ်မှုတစ်ခုကိုသူကိုယ်တိုင်ဥဆောင်ပြီးတော့ပြုလုပ်ခဲ့ဒီစမ်းသပ်မှုအတွက် Stanford University ရဲ့မြေအောက်ခန်းကိုအကျဉ်းထောင်ကြီးပုံစံပြောင်းပလိုက်တယ်သူသိကျင်တာကလူကောင်းတစ်ယောက်ကိုငရဲကန်းထဲကိုထည့်လိုက်ရင်ဘာတွေဖြစ်သွားမလဲဆိုတာ